င်္ဂလိတယောက်ဟာဒီလောကမှာတရေတစေနဲ့နတ်ဖျားတွေမရှိဘူးဆိုတာကိုတက်တေပြခြင်းယုံတက်နဲ့ကင်မရာတစ်လုံးကိုကင်ပြီးအတစ်ဆက်ဆက်တည်ဆုံးသွားတဲ့အလောင်းတစ်လောင်းဘေးမှာဝင်အိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အားလုံးအစင်သင်းဖြစ်သွားတဲ့အခါအပေါ်ကသူမရဲ့အကိုကခေါင်းတလားကိုလုံနေအောင်ပိတ်လိုက်ပါတော့တယ်ခေါင်းတလားထဲမှာမှောက်မိုက်သွားတဲ့အခါလီဆာဟာကင်မရာကိုနိုင်မုတ်ပြောင်းလိုက်ပြီးဘာတွေဖြစ်လာမလဲဆိုတာကိုမှတ်တမ်းတင်ဖို့ပြင်ဆင်လိုက်ပါတယ်ဒေသခံတွေကြားထဲမှာတော့အပြစ်ကြီးမားတဲ့သူတွေတည်ဆုံးသွားရင်ရက်နှင်းငယ်အတွင်းမှာနတ်ဖျားတွေရဲ့တင်ချိုင်းတွင်ပြစ်ဒဏ်ကိုခံရတတ်တယ်ဆိုတဲ့ကြောက်မက်ဖွယ်ရာဒဏ္ဍာရီတစ်ခုရှိနေပါတယ်ဒေသခံတွေကတော့ဒီဒဏ္ဍာရီကိုအသေးချာယုံကြည်ကြပေမဲ့လီဆာကတော့ဒါတွေဟာဘာသာရေးအရလူတွေကိုချောက်မှန်ထားတဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေလိုပဲထင်နေခဲ့ပါတယ်သူမဘေးကတည်ဆုံးသွားတဲ့တထေးကြီးဟာလက်ရှိထင်ရှားရှိစဉ်ကမကောင်းမှုပေါင်းစုံလုပ်ခဲ့တဲ့လူယုံမာတစ်ယောက်ပါဒါကြောင့်လီဆာကနတ်တွေတရေတွေဆိုတာကြီးနီးတက်တက်ပါပဲလို့လူတွေကိုတက်တည်ပြဖို့ဒီလိုယူမိုက်တဲ့အလုပ်ကိုလုပ်ခဲ့တာဖြစ်ပါတယ်ညတန်းကောင်10နှစ်နာရီတိတိရောက်လာတဲ့အခါလီဆာတယောက်ကြက်သီးတွေထလာပါတော့တယ်ဘာသာမဲ့တယောက်ဖြစ်ပေမဲ့ဒီလိုအလုံးပိတ်ပြီးမှောင်မိုက်နေတဲ့နေရာမျိုးမှာသူမလည်းမတိမတာကြောက်ရွံ့လာပြီးမကောင်းဆိုးဝါးတွေထွက်လာမှာကိုစိုးရိမ်နေမိပါတယ်ကံကောင်းစွာနဲ့ပဲခေါင်းတလားထဲမှာဘာမှဖြစ်မလာပဲသူမရဲ့အသက်ရှူတန်းနဲ့အလောင်းကထွက်လာတဲ့အပုံနဲ့တွေကလွှဲရင်ဘာမှမရှိခဲ့ပါဘူးဒီလိုနဲ့လီဆာဟာတညတာကိုဘေးကင်းကင်းနဲ့ဖြတ်ကျော်နိုင်ခဲ့ပါတယ်နောက်နေ့မနေ့ရောက်တော့အကိုဖြစ်သူကခေါင်းတလားကိုဖွင့်ပေးလိုက်တဲ့အခါမှာလီဆာလည်းတက်ပြင်းချနိုင်သွားပါတော့တယ်အပေါ်ရောက်ချင်းသူမဟာဗီဒီယိုမှတ်တမ်းကိုကြည့်လိုက်ရမှာခေါင်းတလားထဲမှာအဆအဆုံးပါတင်ချိုင်းတွင်ပြစ်ဒဏ်မှမရှိခဲ့ဘူးဆိုတာတွေ့လိုက်ရပါတယ်ဒီဒဏ္ဍာရီဟာလူတွေကိုလိမ်လဲလှည့်စားထားတာတက်တက်ပဲဆိုတာရှင်းနေပါတယ်ဒီလိုကောလာဟာလာတွေကိုခြေမုံဖို့အတွက်လီဆာဟာရုပ်တံဌာနကိုချက်ချင်းသွားပြီးဒီလောကမှာတရေတစေဆိုတာမရှိသလိုတင်ချိုင်းတွင်ပြစ်ဒဏ်ဆိုတာလည်းမရှိဘူးဆိုတာကိုမီဒီယာကနေတစ်ဆင့်လူသိရှင်ကြားကြေညာဖို့ပြင်ဆင်มาတော့တယ်ဒါပေမဲ့ဗီဒီယိုကိုဖွင့်ပြလိုက်တဲ့အချိန်မှာတော့ဖန်သားပြင်ပေါ်မှာမင်းမောင်နေတဲ့ပုံရိပ်တစ်ခုပဲပေါ်လာပြီးမင်းညကသူမရိုက်ကူးခဲ့တဲ့ဗီဒီယိုလုံးဝမဟုတ်နေပါဘူးဘာတွေဖြစ်သွားတာလဲဆိုတာသိရဖို့လီဆာဟာသူမအကိုစီချက်ချင်းသွားမိတဲ့အခါသူမထင်ထားတဲ့အတိုင်းအကိုဖြစ်သူကမက်မိုရီကန်ကိုခိုးပြီးလဲထားခဲ့တာဖြစ်နေပါတယ်အကိုဖြစ်သူကလီဆာကိုတရေတစေကိစ္စတွေနဲ့ပတ်သက်ပြီးအယူမှုမဖြစ်စေချင်သလိုအတိတ်ကနာကျင်မှုတွေထဲမှာလည်းမြင်မုန်းမနေစေချင်လို့အခုလိုလုပ်ခဲ့တာပါအရင်ကသူတို့မောင်နှမနှစ်ယောက်မှာတာယာပျော်ရွှင်တဲ့မိသားစုလေးတစ်ခုရှိခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာရဲ့မျက်နှာသာမပေးမှုကြောင့်တနေ့မှာမိဘတွေဖွင့်ထားတဲ့ပေါမုံဆိုင်လေးတွေကိုဘာသာရေးအစွန်းရောက်တယောက်ဝင်လာခဲ့ပါတယ်အဲ့ဒီလူဟာအရင်ကမကောင်းမှုတွေအများကြီးလုပ်ခဲ့လို့တရင်နတ်ဖျားတွေရဲ့တင်ချိုင်းတွင်ပြစ်ဒဏ်ခံရမှာကိုကြောက်ပြီးလူမြင်ကွင်းမှာဘုံခွဲအဆုံးစီရင်ကအပြစ်ကြေအောင်လုပ်ဖို့တည်ရင်နတ်ဖျားတွေရဲ့ခွင့်လွှတ်မှုရဖို့ဆုံးဖြတ်ခဲ့တာပါလီဆာရဲ့မိဘတွေကဒါကိုမြင်တော့တွားရောက်တားဆီးပေမဲ့ကန်ဆိုးစွာနဲ့ပဲဘုံပေါက်ကွဲမှုကြောင့်နေရာတင်ပွဲချင်းပြီးတည်ဆုံးသွားခဲ့ရပါတယ်ဒီမြင်ကွင်းကိုမျက်မြင်ကိုတွေ့ကြုံလိုက်ရတဲ့မောင်နှမနှစ်ယောက်အတွက်တော့ကြီးမားတဲ့စိတ်ဒဏ်ရာကြီးဖြစ်ခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးလီဆာဟာမိဘတွေတည်ဆုံးရခြင်းကိုအဲ့ဒီဘာသာရေးအစွန်းရောက်တွေကြောင့်လို့အပြစ်တင်ခဲ့ပြီးနတ်ဖျားတွေနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေဟာသူမကိုလှောင်ပြောင်နေတယ်လို့ခံစားခဲ့ရပါတယ်တကယ်လို့နတ်ဖျားတွေသာတကယ်ရှိခဲ့ရင်ဘာလို့မကောင်းမှုလုပ်တဲ့သူတွေကအသက်ရှင်နေချိန်မှာပြစ်ဒဏ်မခံရဘဲတေမသာပြစ်ဒဏ်ပေးရတာလဲလို့သူမကတွေးတောခဲ့ပါတယ်ဒါကြောင့်နတ်ဖျားတွေတကယ်ရှိမရှိစမ်းသပ်ဖို့မကောင်းမှုပေါင်းစုံလုပ်ခဲ့တဲ့လူတွေတယောက်ရဲ့ခေါင်းတလားတွေကိုဝင်ပြီးတရေတစေမရှိဘူးဆိုတာတက်တည်ပြဖို့စူးစမ်းခဲ့တာဖြစ်ပါတယ်တကယ်တော့လီဆာရဲ့အလုပ်ကဘိုးဘွားရိတ်တာကသူနာပြုတယောက်ပါအဲ့ဒီတေဆုံးသွားတဲ့အလောင်းကတော့လီဆာပြုစုစောင့်ရှောက်ပေးခဲ့ရတဲ့တထေးကြီးပါပဲတထေးကြီးဟာလူငယ်ဘဝတုန်းကမကောင်းမှုပေါင်းစုံလုပ်ခဲ့တဲ့လူချမ်းကြီးဖြစ်လို့သူတေဆုံးသွားချိန်မှာလီဆာအတွက်တင်ချိုင်းတွင်ပြစ်ဒဏ်ကိုစမ်းသပ်ဖို့အကောင်းဆုံးရွေးချယ်စရာဖြစ်လာခဲ့တာပါဒါပေမဲ့မင်းညကခေါင်းတလားတွေကိုရန်တမ်းဝင်ခဲ့တဲ့လုပ်ရက်ကြောင့်လီဆာတယောက်အလန့်တကြားဖြစ်စရာတွေဇက်တိုက်ကြုံလာရပါတော့တယ်အကြောင်းကတော့တေဆုံးသွားတဲ့တထေးကြီးရဲ့အတန်ကိုသူမစတင်ကြားလာရလို့ပါပဲအစပိုင်းမှာတော့လီဆာကနားယောင်လာလို့ထင်ခဲ့ပေမဲ့မတင်ကားလို့တထေးကြီးရဲ့အခန်းထဲသွားကြည့်လိုက်တော့အရေးမေးကြီးတစ်ခုကိုမြင်လိုက်ရပြီးချက်ချင်းဆိုသလိုပျောက်ကွယ်သွားပါတယ်အဲ့ဒီနောက်အခန်းဝမှာအဖွားအိုတယောက်ပေါ်လာပါတယ်အဲ့ဒီအဖွားအိုကလည်းဘိုးဘွားရိတ်တာမှာနေတဲ့သူပါပဲအဖွားအိုကသူမရဲ့အဖိုးကြီးဟာသူနာပြုမလေးတယောက်နဲ့ဖောက်ပြန်နေပုံရတယ်လို့ပြောပြီးသွားကြည့်ပေးဖို့လီဆာကိုအကူအညီတောင်းပါတယ်လီဆာလည်းအခန်းတကားကိုတွန်းဖွင့်လိုက်ရာသူမရဲ့လုပ်ပေါ်ကင်ဖက်သူနာပြုမလေးနဲ့အဖိုးကြီးတို့ဖန်တီးနေတာကိုပတ်ပေးမိသွားပါတော့တယ်အမိဖန်ခံရတဲ့အဖိုးကြီးကနားလည်မှုလွဲတာပါလို့ရှင်းပြပေမဲ့အဖွားအိုကတော့ဘယ်ယုံပါမလဲအသက်ကြီးမှဖောက်ပြန်တဲ့သူမရဲ့ယောက်ျားတည်သွားရင်နတ်ဖျားတွေရဲ့အပြစ်ပေးတာခံရပါစေလို့ကြိမ်ဆဲလိုက်ပါတော့တယ်စိတ်တွေအယမ်းလှုပ်ရှားသွားတဲ့အဖွားအိုဟာသတိလစ်မတက်ဖြစ်သွားခဲ့ပါတယ်စိတ်တည်ငြိမ်သွားတဲ့အခါအဖွားအိုကသူမရဲ့အဝတ်ဟောင်းတွေကိုအဝတ်လျှော်ဆက်ထဲထည့်လိုက်ပါတယ်ဒါပေမဲ့သူမရဲ့လက်စွပ်လေးအဝတ်လျှော်ဆက်ထဲပြုတ်ကျသွားတာကိုတွေးလိုက်ရလို့လက်စွပ်ကိုပြန်ယူဖို့အဝတ်လျှော်ဆက်ထဲခေါင်းထိုးဝင်လိုက်ပါတယ်အဲ့ဒီအချိန်မှာမတော်တဆအဝတ်လျှော်ဆက်ခလုတ်ကိုနှိမ့်မိသွားပါတော့တယ်လဲပတ်သွားတဲ့အဝတ်လျှော်ဆက်ကြောင့်အဖွားအိုရဲ့ခန္ဓာကိုယ်ပါလဲထွက်သွားပြီးအယိုးတွေပါကျိုးကျင်မတက်ဖြစ်သွားပါတယ်သပင်တွေညက်သွားလို့သာဆက်ကရက်သွားပေမဲ့အဖွားအိုကရုံထွက်ဖို့စူးစမ်းရင်းအားလွန်သွားတာကြောင့်မျက်နှာအရေခွန်ကြီးတစ်ခုလုံးစုပ်ပြဲသွားပြီးအသက်ပါဆုံးရှုံးသွားခဲ့ရပါတော့တယ်အဖွားအိုတည်ဆုံးသွားတာကိုတီးလိုက်ရတဲ့အဖိုးကြီးဟာအကြီးအကျယ်ဝမ်းနည်းပူဆွေးသွားပြီးဒါတွေအားလုံးဟာသူ့ပြစ်လို့ခံယူလိုက်ပါတယ်သူသားသူနာပြုမလေးနဲ့မဖောက်ပြန်ခဲ့ရင်သူ့မိမဒီလိုတည်ဆုံးမှာမဟုတ်ဘူးလို့တွေးမိတာပါလီဆာလည်းအဖွား
ဖွားအိုရဲ့သူနာပြုဖြစ်လို့အတော်လေးစိတ်မကောင်းဖြစ်ရပါတယ်အဖွားအိုတည်ဆုံးပြီးနောက်ပိုင်းညတိုင်းလိုအဖွားအိုကသူမကိုခေါ်နေတဲ့အတန်တွေကြားနေရလို့လီဆာတယောက်ကောင်းကောင်းအိတ်မပြောနိုင်တော့ပါဘူးနောက်ဆုံးမတက်တာတဲ့အဆုံးတည်ဆုံးသွားတဲ့အဖွားအိုမှာမကျွတ်မလွတ်တာတွေရှိနေသလားဆိုတာသိရအောင်နတ်ကတော်တယောက်စီသွားခဲ့ပါတယ်နတ်ကတော်ကဂါထာမဏန်တွေရွတ်ဆိုလိုက်တဲ့အခါအဖွားအိုရဲ့ဝိညာဉ်ကသူမကိုယ်ထဲဝင်လာပြီးအတန်ကြောင်ကြီးတွေနဲ့စကားတွေပြောလာပါတော့တယ်ဒါကိုကြားတော့လီဆာတယောက်ချက်ချင်းလက်ထသွားပါတယ်စိတ်ထားကောင်းတဲ့သူမဟာဝိညာဉ်ဘူးတယ်ဆိုတာကိုမယုံကြည်ပဲနတ်ကတော်ကရှောက်ပြောနေတာလို့ပဲထင်ခဲ့ပါတယ်ဒါကြောင့်အခမ်းအနားကိုရပ်တန့်ဖို့သတင်းပေါက်ကလာကာတွေကိုဆွဲဖွင့်လိုက်ပါတယ်ဒါပေမဲ့ပြဿနာတွေကပြီးမသွားပါဘူးညဘက်ရောက်တော့လီဆာနဲ့သူနာပြုမလေးစကားပြောနေတော့တေဆုံးသွားတဲ့အဖွားအိုရဲ့ယောက်ျားအဖိုးကြီးကရုတ်တရက်ရောက်လာပြီးသူနာပြုမလေးကိုဓာတ်နဲ့ထိုးဖို့စူးစမ်းပါတော့တယ်လီဆာလည်းလုတ်ပေါ်ကင်ဘက်ကိုခေါ်ပြီးအသေးလေးထွက်ပြေးရပါတယ်အဖိုးကြီးကတော့လုံးဝယူသွတ်သွားပြီးသူနာပြုမလေးကိုတက်လိုက်ရင်သူ့မိန်းမနဲ့နတ်ဖျားတွေကသူ့ကိုခွင့်လွှတ်လိုက်မယ်လို့ယုံကြည်နေပါတယ်ကံကောင်းစွာနဲ့လီဆာကသူ့ကိုအပြင်မှာပိတ်လောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူနာပြုမလေးလှည့်လိုက်တဲ့အချိန်မှာဘိုးဘွားရိတ်တာကနောက်ထပ်အဖိုးကြီးတယောက်ကသူမကိုဓာတ်နဲ့ထိုးတက်လိုက်ပါတော့တယ်အဲ့ဒီအဖိုးကြီးကလည်းဘာသာရေးကိုအလွန်ယုံကြည်သူဖြစ်ပြီးသူနာပြုမလေးကအိမ်အောင်ဒီကိုမြူဆွဲတာကိုလက်မခံနိုင်လို့နတ်ဖျားတွေကိုစားအပြစ်ပေးလိုက်တာဖြစ်ပါတယ်ပို့ပြီးအံ့ဩစရာကောင်းတာကလီဆာရဲ့လုတ်ပေါ်ကင်ဘက်ကိုယ်တိုင်ကလည်းသူမကိုသူမအပြစ်ကြီးတယ်လို့ခံယူပြီးဓာတ်ကိုယူကကိုအချက်ပေါင်းများစွာပြန်ထိုးပါတော့တယ်မျက်စိရှိမှတင်ဖြစ်ပျက်သွားတဲ့ကိစ္စတွေကြောင့်လီဆာတယောက်လုံးဝကိုစိတ်တန်ရာရသွားပါတယ်လူတွေဒီလောက်ထိယူမိုက်နေကြတာကိုသူမနားမလည်နိုင်အောင်ဖြစ်ရပါတယ်ဒီလောကမှာတရေတစေမရှိဘူးဆိုတာကိုသက်သေပြဖို့လီဆာဟာညာရင်းချင်းပဲအပြင်ထွက်လာပြီးတေဆုံးသွားတဲ့တထေးကြီးရဲ့တင်ချိုင်းကိုတွားတူးပါတော့တယ်နတ်ဖျားတွေသာတကယ်ရှိရင်တထေးကြီးရဲ့အလောင်းဟာကျိန်းတေပေါက်ပြစ်ဒဏ်ခံရမှာပဲလို့သူမတွေးခဲ့ပါတယ်ဒါပေမဲ့ခေါင်းတလားကိုဖွင့်လိုက်တဲ့အချိန်မှာတော့အထဲမှာတထေးကြီးရဲ့အလောင်းကပျောက်ကွယ်နေတာကိုထိတ်လန့်ဖွယ်တွေးလိုက်ရပါတယ်ဘာဖြစ်တာလဲဆိုတာသိရအောင်လီဆာလည်းအောက်ကိုခုန်ဆင်းလိုက်တဲ့အချိန်ရုတ်တရက်မြေကြီးတွေအလုံးရင်းနဲ့ပြိုကျလာပြီးသူမကိုမြေမြုပ်တော့မလို့ဖြစ်သွားပါတယ်။အရာအလုံးပြန်လည်ငြိမ်သက်သွားချိန်မှာတော့တင်းချိုင်းတွင်းကြီးကပုံမှန်မဟုတ်ပဲကျဲပြန့်သွားတာကိုလီဆာတွေ့လိုက်ရပါတယ်။အပြင်ကိုလွတ်မြောက်ဖို့အတွက်သူမဟာလက်နှိပ်ဓမီလေးကိုကင်ပြီးထွက်ပေါက်ကိုလိုက်ရှာပါတော့တယ်။အဲ့ဒီအချိန်ကူထဲကနေထူးဆန်းတဲ့အတန်တစ်ခုထွက်လာပါတယ်။အတန်လာရာကိုတွားကြည့်လိုက်တော့အဲ့ဒါဟာတေဆုံးသွားတဲ့တထေးကြီးဖြစ်နေပါတယ်။ကြောက်လန့်တကြားနဲ့ထွက်ပြေးပေမဲ့တထေးကြီးကသူမစီကိုခုံအုပ်လာပါတယ်။ဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲသူမဟာရုတ်တရက်အလောင်းဘေးကိုပြန်ရောက်သွားပါတော့တယ်။တကယ်တော့စောစောကဖြစ်ပျက်ခဲ့တာအားလုံးဟာအောက်ဆီဂျင်ပြတ်လတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့လီဆာရဲ့စိတ်ချောက်ချားမှုတွေတက်ပါပဲအဲ့ဒီအချိန်မှာပဲအစိတ်ပြင်းငွေတစ်ကောင်ဟာခေါင်းတလားပေါက်ကနေဝင်လာပြီးတထေးကြီးရဲ့အလောင်းထဲကိုဝင်သွားပါတော့တယ်နောက်တစ်စက္ကန့်မှာတော့လီဆာတယောက်တစ်လုံးမင်းမရနိုင်မဲ့မြင်ကွင်းတစ်ခုကိုကင်မရာနဲ့မှတ်တမ်းတင်နိုင်လိုက်ပါတယ်အလောင်းကြီးဟာဖြည်းဖြည်းချင်းထိုင်ရသားဖြစ်လာပြီးပါးစပ်ကနေလည်းနာကျင်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့အတန်တွေထွက်လာပါတော့တယ်ဒီမြင်ကွင်းကြောင့်လီဆာတယောက်ကြောက်လွန်းလို့သွားရည်တွေကြပြီးဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲတထေးကြီးရဲ့ခေါင်းကိုတန်လူကြီးတစ်ခုနဲ့ထုခွဲလိုက်တယ်လို့ဖြစ်သွားပြီးသွေးမီးတွေလီဆာရဲ့မျက်နှာပေါ်ကိုပန်းထွက်လာပါတော့တယ်အဲ့ဒီအချိန်ကျမှပဲဒဏ္ဍာရီတွေကတင်ချိုင်းတွင်ပြစ်ဒဏ်ဆိုတာတကယ်ရှိရဲဆိုတာကိုလီဆာသဘောပေါက်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲအပေါ်ကအကူဖြစ်သူဟာခေါင်းတလားကိုအားကုန်သုံးပြီးဖွင့်နိုင်ခဲ့ကအသက်ဆုံးပြီးယူမိုက်ခဲ့တဲ့နှမဖြစ်သူကိုခေါင်းတလားထဲကနေကယ်တင်နိုင်ခဲ့ပါတော့တယ်။အဲဒီနောက်မောင်နှမနှစ်ယောက်တယောက်ကိုတယောက်တွဲကဒီနေရာကနေထွက်ပြေးသွားကြရင်းနဲ့ပဲဒီဇလန်းလေးပြီးဆုံးသွားပါတော့တယ်။ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်